大家好，အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လောက်ရှိကဒီစလုံးလေးပေါ့နော်တမင်တကာဆိုတဲ့စလုံးလေးကိုတရုတ်လိုမျိုးဘယ်လိုမျိုးပြောလဲနဲ့ဘယ်လိုမျိုးသုံးနှုန်းလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးမှာ sharing လေးလုပ်ပေးသွားမှာဖြစ်ပါတယ်သင်ခန်းစာလေးစလိုက်ကြရအောင်နော်ဒီတမင်တကာကိုတရုတ်လိုမျိုးကူးအဲ့လိုမျိုးလေးသုံးပါတယ်ဥပမာလေးနဲ့တူတူတွဲပြီးတော့မှတ်ကြည့်ကြရအောင်နံပါတ်1ဥပမာလေးက我把这个面包故意买回来的因为我想吃我把这个面包故意买回来的因为我想吃နောက်ဆုံးတစ်ခေါက်ပြန်ပြောကြည့်ကြမယ်နော်我把这个面包故意买回来的因为我想吃ငါဒီပေါင်မုတ်ကိုတမင်တကာဝယ်လာတာဘာဖြစ်လို့လဲဆိုတော့ငါစားချင်လို့我把这个面包故意买回来的因为我想吃ရမယ်ထင်ပါတယ်အဲ့ဒါနံပါတ်2ကိုသွားကြမယ်နံပါတ်2ကလေးကကြတော့我故意去学校找你我故意去学校找你我故意去学校找你ငါသမီးနင့်ကိုကျောင်းမှာသွားရှာတာငါသမီးကျောင်းမှာနင့်ကိုသွားရှာတာဒါမှမဟုတ်ရင်ငါတမင်တကာနင့်ကိုကျောင်းမှာသွားရှာတာတူပါပဲเนาะအဲ့ဒါနံပါတ်ဥပမာနံပါတ်3လေးကိုဆက်ပြီးတော့သွားကြမယ်เนาะဥပမာနံပါတ်3လေးကကြတော့他故意伤害我的他故意伤害我的他故意伤害我的သူတမင်တကာငါ့ကိုထိခိုက်အောင်လုပ်တာသူတမင်ငါ့ကိုထိခိုက်အောင်လုပ်တာရမယ်ဒီမှာအဲ့ဒါနံပါတ်4လေးကိုတက်ကြမယ်နံပါတ်4လေးကကြတော့对不起我不是故意做的对不起我不是故意做的对不起我不是故意做的တောင်းပန်ပါတယ်ငါတမင်လုပ်တာမဟုတ်ပါဘူးတောင်းပန်ပါတယ်ငါတမင်တကာလုပ်တာမဟုတ်ပါဘူးအလုံးမရမယ်လို့ထင်ပါတယ်အဲဆိုရင်နောက်ထပ်ဥပမာ9လေးကိုဆက်ပြီးတော့သွားကြမယ်နော်ဥပမာ9လေးကကြတော့我不是故意不给你我这里真没有了我不是故意不给你我这里真没有了နောက်ဆုံးတစ်ခါထပ်ပြောကြည့်ကြမယ်နော်我不是故意不给你我这里真没有了ငါတမင်တို့ကိုမပေးတာမဟုတ်ဘူးငါမှလည်းတကယ်မရှိတော့လို့ငါတမင်တကာနင့်ကိုမပေးတာမဟုတ်ဘူးငါမှလည်းတကယ်မရှိတော့လို့ပါရမလို့ထင်ပါတယ်အဲ့ဆိုရင်ဥမာ9ကြောင်းကိုပြန်ပြီးတော့အတန်လေးထွက်ကြည့်ကြရအောင်ပြန်ပြောကြည့်ကြရအောင်လောရှင်နဲ့တူတူနောက်ကနေလိုက်ပြောကြနော်နံပါတ်1我把这个面包故意买回来的因为我想吃နံပါတ်2我故意去学校找你နံပါတ်3ကကြတော့他故意伤害我的他故意伤害我的နံပါတ်4ကကြတော့对不起我不是故意做的对不起我不是故意做的နံပါတ်5ကကြတော့我不是故意不给你我这里真没有了我不是故意不给你
我这里真没有了。ကဲတင်ဥမာလေး၅ချောင်းလေးပေးထားတယ်ပေါ့နော်ဘယ်လိုသုံးလဲဆိုတာကိုအားလုံးပဲရမယ်လို့ထင်ပါတယ်ဗီဒီယိုလေးကိုစောင့်ကြည့်ပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်ဒီနေ့သင်ခန်းစာလေးတော့ဒီလောက်ပါပဲရှင်နောက်နေ့ဗီဒီယိုတွေမှာလည်းအားလုံးအတွက်အကျိုးရှိစေမယ်တရုတ်စာနဲ့ပတ်သက်တဲ့ knowledge လေးတွေကိုထပ်ပြီးတော့ sharing လုပ်ပေးသွားပါမယ်ဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲ bye bye ဒါနဲ့ဒီနေ့ဗီဒီယိုလေးကိုသဘောကျတယ်စိတ်နဲ့တက်တယ်ဆိုရင် like and follow လေးလုပ်ပေးဖို့လည်းမမေ့ကြနဲ့အောင်နော် sharing လေးလည်းလုပ်ပေးသွားဖို့ညွှန်လင့်ပါတယ် bye bye